အခုတော့ဝမ်းစာဘလို့ရှာဖွေရတော့မှလည်းမသိဘူးအလုတ်ကလည်းပြုတ်သွားပြီငါကတော့သွားပါပြီအလုတ်ကိုပိတ်သွားတယ်ဆိုတော့ရှင်ဘာမလို့လဲကိုမြင့်ကျော်ရဲ့အလုတ်ကပြုတ်သွားခဲ့ပါပြီနောက်ထပ်အလုတ်လည်းမရနေခဲ့ပါဘူးအိမ်ကားလာစာမပေးနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အိမ်ရှင်တွေကသူတို့ကိုအိမ်ကနေမောင်းထုတ်လိုက်ခဲ့တယ်အခုကျမတို့ဗမာနေကြတော့မှာတော့ကျမတို့မှာနေစရာအိမ်လည်းမရှိတော့ဘူးအဲ့ဒါဆိုလို့ရှိရင်တော့အကိုအိမ်ကိုပဲသွားပြီးနေရတော့မှာဒါပေမဲ့မကြီးကလက်ခံမှာမလို့လားအကိုနေခွင့်ပေးရင်တော့သူ့ကိုမေးစရာမလိုပါဘူးမကြီးလည်းလက်ခံသွားမှာပေါ့ပြီးတော့အကိုကမငင်းပါဘူးငင်းတော့ပါဘူးဒီလိုနဲ့ကိုမြတ်ကျော်ကဒီမကိုခေါ်ပြီးတော့မှအကိုအိမ်ကိုသွားခဲ့ပါတယ်အဲ့ဒီမှာသူ့ရဲ့အကိုကတော့သူ့ကိုကောင်းကောင်းမွန်မွန်ပဲလက်ခံခဲ့ပါတယ်ဒါပေမဲ့မကြီးဖြစ်သူကသူတို့လာတာကိုလုံးဝမကြိုက်ခဲ့ပါဘူးတရက်မှာတော့မကြီးကျမတို့အတွက်ချက်ပါတီမချက်ပေးထားဘူးလားကျမကအဝိလျှော်ပြီးတော့မှအပေါ်ထက်ကိုတန်ရှင်းရေးလုပ်နေတာပါမကြီးပဲလှုပ်ခိုင်းတာလေအဲ့တော့မကြီးလည်းကျမတို့အတွက်ပါတီထဲချက်ပေးလိုက်မယ်လို့ထင်တာပါနင်းအဖေရဲ့ကြွမမဟုတ်ဘူးကြားလားမင်းတို့ကဒီမှာလာပြီးအလကားလေးနေသေးတယ်နင်တို့အတွက်စားဖို့တောက်ဖို့ကလည်းငါလှုပ်ပေးရအောင်မယ်ဟုတ်လားကို့အတွက်ကိုဟာကိုချက်လိုက်မင်းတို့ကအများအိမ်မှာကပ်ပြီးတော့အလကားစားချင်နေတာမကြီးဒါမလွန်ဘူးလားအေးတော့အောက်ချပြီးစကားပြောစမ်းအမြန်ဆုံးမင်းလည်းအမြန်ဆုံးအလုပ်ရအောင်ရှာလိုက်တော့ပြီးတော့ဒီအိမ်ကနေအမြန်ဆုံးထွက်သွားအလကားစားချင်နေကြတာဒီလိုပဲအေးကတော့သူတို့လင်မယားနှစ်ယောက်ကိုအမြဲတမ်းတစ်ခုမဟုတ်တစ်ခုပြောဆိုနေခဲ့ပါတယ်ဒီလိုနဲ့တရက်မှာအေးဘာဖြစ်တာတော့နေဘာလို့ငိုနေရတော့ကျမကရှင့်ရဲ့ညီနဲ့ရှင့်ရဲ့ခင်မကိုပြောတာဘိုင်းနာနေလို့2ရက်3ရက်ထမင်းမချက်နိုင်ဘူးနားမယ်လို့ပြောတာ哦အဲ့ဒါကိုသူတို့ကပြောလို့ကိုမပြီးဘူးကျမအော်ပြီးတော့ပြောတယ်ပြီးတော့ကျမကိုရိုက်ဖို့လာတာမကြီးဘာလို့လိန်ပြောနေရတော့ဘာလို့ကိုသွေးထိုးနေရတာတော့နင်တို့နှစ်ယောက်ပါဇက်ပိတ်ထားစမ်းနင်တို့နှစ်ယောက်အရန်ခက်ခဲနေတဲ့အချိန်မှာငါကနင်တို့ကိုကူညီပေးခဲ့တယ်အဲ့ဒါငါမိမကိုလာပြီးတော့မှဒုက္ခပေးနေတယ်ပေါ့အဲ့တော့မင်းတို့ဒီမှာတကြနေလို့မရတော့ဘူးခုအချိန်ပဲထွက်သွားလိုက်တော့ကိုကနဲ့ကိုနေရင်ရှာလိုက်တော့ဒီလိုနဲ့သူတို့နှစ်ယောက်ကအိမ်ကနေထွက်သွားခဲ့ရတာပေါ့သူတို့နှစ်ယောက်သွားရင်နဲ့တော်ရဲကိုရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအဖိုးတယောက်ကိုတွေ့ခဲ့ရတယ်အရန်ကိုဘိုက်စာနေလို့ပါသားရဲ့စားစရာလေးတစ်ခုခုပါရင်ပေးခဲ့ရပါအောင်သူတို့ကတော်ရဲရောက်တဲ့အခါမှာလမ်းကနေအသီးနှလုံးကောက်တွေ့ထားရတာရှိတယ်တကယ်တော့သူတို့နှစ်ယောက်နဲ့အရန်ကိုဘိုက်စာနေခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့နှစ်ယောက်ကကိုယ်တိုင်မစားဘဲနဲ့အဲ့ဒီအသီးကိုအဲ့ဒီအဖိုးကိုပေးလိုက်ပါတယ်အဲ့ဒီအသီးကိုစားလိုက်တာနဲ့အဲ့ဒီအဖိုးကနှစ်သားတယောက်အသွင်ပြောင်းသွားခဲ့တယ်။သူဆန်းလိုက်တာအများကမော်အစွမ်းနေတတ်တာလားမဟုတ်ပါဘူးငါကမော်အစွမ်းနေအများကြီးရှိတဲ့ဘရင်တစ်ပါးပါငါကဒီဘက်ကိုလာလေတာမင်းတို့ကိုကြည့်လိုက်တော့မင်းတို့ကအရင်ရိုးသားတဲ့သူတွေပဲမင်းတို့ကကိုယ်တိုင်ဘိုင်းစာနေရတော့မှအဲ့ဒီအသီးကိုမင်းတို့မစားဘဲငါ့ကိုကြွေးခဲ့တယ်ငါရဲ့တကိုးတွေနဲ့ငါကအကုန်မြင်ခဲ့တယ်မင်းတို့ကိုလိန်ကကြကြပြီးတော့မှအိမ်ကနေဘလို့မောင်းထုတ်ခဲ့လဲဆိုတာငါအကုန်တွေ့ပြီးသားပါမင်းတို့ကိုအဲ့ဒီကနေမောင်းထုတ်ထားတာမင်းတို့ကန်ချင်မှာကမကောင်းဘူးပဲဒါပေမဲ့လည်းဘာမှစိတ်မပူနဲ့အခုတော့မင်းတို့ရဲ့ဒုက္ခတွေကအကုန်ဆုံးတော့မှာအဲ့ဒါကဘလို့လို့ဖြစ်မှာတော့ဒီလိုပြောပြီးတော့မှဘယင်ကပြုံးပြီးတော့မှအဲ့နေရာမှာပဲသူ့ရဲ့ဒီကိုတွေနဲ့နန်းတော်တစ်ခုလှုပ်ပေးလိုက်ပါတယ်ဒါကတော့မင်းတို့နေဖို့အတွက်နန်းတော်တစ်ခုလှုပ်ပေးလိုက်တာပါလာငါနဲ့အတူတူနန်းတော်အထဲရဲကိုလိုက်ခဲ့ကြဒီလိုနဲ့သူတို့နှစ်ယောက်ကလည်းဘယင်နဲ့အတူတူနန်းတော်ရဲကိုလိုက်သွားခဲ့ကြတယ်အခုမင်းတို့အစားကျင်လေအကုန်စားလို့ရတယ်မော်အစွမ်းနေပေါ့ပြီးတော့မင်းတို့ဘာပဲလိုချင်အကုန်တောင်းလို့ရတယ်တကယ်တော့ဒါကမော်နန်းတော်ပါဒီမော်နန်းတော်ရှိကနေဘာမစိုးအကုန်တောင်းလို့ရတယ်ငါဥပမာပြမယ်နော်မင်းတို့မော်နန်းတော်ကြီးကျွန်တော်တို့အတွက်အရန်ကိုလာတဲ့အဝတ်စားလေးတွေပေးပါဗျာဒီလိုပြောတဲ့အချိန်မှာပဲအဲ့ဒီနေရာမှာအဝတ်စားအလားပါတွေအများကြီးကိုရောက်လာခဲ့ပါတယ်အိုးဒါကအရန်ကိုမိုက်တာပဲဒီလိုလုပ်ရတာလားဟုတ်ပြီမော်နန်းတော်ကြီးကျွန်တော်အရန်ပိုင်းစာနေလို့ကျွန်တော်ကိုတန်ပေါက်လေးပေးလို့ရမလားလို့ပြောတဲ့အချိန်မှာပဲအဲ့ဒီမှာအစားအသောက်မျိုးစုံရောက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ပျော်ရွှင်နဲ့ထိုင်စားကြတယ်အရန်ကျေးဇူးတင်ပါတယ်ဘယင်ကြီးကိုဒီမော်နန်းတော်ကြီးရပြီးတော့မှကျမတို့တော့အရန်ကန်ကောင်းသွားပြီပဲအရန်ကျေးဇူးတင်ပါတယ်ကျမတို့ကိုကူညီပေးတဲ့အတွက်အဲ့ဒီနောက်မှာဘယင်ကြီးကတော့သူနေတဲ့နေရာကိုပြန်သွားခဲ့ပါတယ်အခုအချိန်မှာတော့သူတို့လင်မယားနှစ်ယောက်ကဒီမော်နန်းတော်မှာပျော်ရွှင်ပဲနေထိုင်နေခဲ့တယ်တနေ့မှာသူတို့ရဲ့မကြီးဖြစ်တဲ့အေးကတော့သူတို့လင်မယားနှစ်ယောက်ကားနဲ့လင်းနေတာကိုတွေ့ခဲ့လိုက်တယ်။ဒါကြောင့်သူတို့နှစ်ယောက်အနောက်ကိုတိတ်တခိုးလိုက်ပြီးတော့မှသူတို့နေတဲ့နေရာမော်နန်းတော်ရှိကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာရှိတဲ့စိန်ခံပစ္စည်းတွေကိုကြည့်ပြီးတော့မှအေးကတော့အရန်ကိုမနာလိုသွားခဲ့တယ်။ဒါကြောင့်နန်းတော်အနောက်သွားပြီးတော့မှနန်းတော်မှာဓာတ်စီတွေပပတ်လဲဖြန်းခဲ့ပြီးတော့မီးရှို့လိုက်ပါတယ်
ဒါပေမဲ့လည်းအဲ့ဒီနန်းတော်ကမော်နန်းတော်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်စက်မှမလောင်ခဲ့ပါဘူး။ဖန်ပြန်လဲပြီးတော့မှသူမကိုယ်တိုင်ပဲမီးလောင်ခဲ့တယ်။အဲကြောင့်သူကအမြန်လေးပြေးပြီးတော့မှအေကန်ထဲကိုခုန်ချလိုက်တယ်။အဲ့ဒီနေ့မှာတော့တော်မသေးတယ်သူမအသက်မသေးသွားလို့ဒါပေမဲ့အဲ့ဒီနေ့ကနေစပြီးတော့မှအေးကတော့မော်နန်းတော်ရှိရာဘက်ကိုလုံးဝမသွားခဲ့တော့ပါဘူး။ဒီလိုနဲ့ပဲကိုမြတ်ကျော်တို့မိသားစုကတော့မော်နန်းတော်မှာပဲပျော်ရွှင်နေထိုင်သွားခဲ့ကြပါတော့တယ်။